Zoom ကိုဒီထောင်ပြီးဒေါ်လာဘီလီယံ4ဘီလီယံပိုင်ဆိုင်လာသူ Eris Yuan ရဲ့မယုံနိုင်စရာအောင်မြင်မှုသိပါသလား Zoom တီထောင်သူ Eris Yuan ဟာသူ့ရဲ့ပထမဆုံး video conferencing application ကို1998ခုနှစ်မှာတရုတ်နိုင်ငံမှာအိမ်သားထဲထိုင်ပြီးရေးခဲ့တာလို့ပြောပါတယ် American Visa ကို8ကြိမ်အနည်းခံရပြီးမှ9ကြိမ်မြောက်မှာရရှိခဲ့တဲ့သူဟာယခုဒေါ်လာ4ဘီလီယံပိုင်ဆိုင်သူဖြစ်နေပါပြီ Eris Yuan ဟာယခုအသက်54နှစ်ကိုတရုတ်နိုင်ငံရှန်တုံးမှာမွေးဖွားခဲ့ပြီးမိသားစုကစင်းရဲလုံးလို့တငယ်ချင်းတွေစီကစားငါဖက်ရတယ်1998ခုနှစ်မှာ Webex ကိုတည်ထောင်ဖို့အမေရိကကိုရောက်လာခဲ့ပြီး2017မှာ Zoom ကိုစတင်ခဲ့တယ်။ COVID-19 ကာလမှာ Zoom သုံးစွဲသူ30ဆတိုးသွားပြီး2020မှာသူ့ပိုင်ဆိုင်မှုတစ်ရက်တည်းနဲ့ဒေါ်လာ3ဘီလီယံတက်သွားတယ်။အခုဆိုရင် Eris Yuan ဟာသူ့ဇနီးနဲ့ကလေး3ယောက်နဲ့ကယ်လီဖိုးနီးယားမှာနေထိုင်ပြီးကားကို Tesla Model S မောင်းပါတယ်။သူ့ရဲ့69%ပျော်ရွှင်မှု formula ကနေ့စဉ် Zoom သုံးစွဲသူတွေကိုကျေးဇူးတင်ကမိသားစုနဲ့ညစာစားချိန်မှအောင်ခရီးဆိုင်တာဝန်ထမ်းတွေကိုသူတို့မိသားစုတွေနဲ့အချိန်ပေးဖို့အားပေးတာကျွန်တော်တို့ရဲ့ရည်မှန်းချက်ကလူတွေကိုပိုပျော်ရွှင်စေဖို့ပါဆိုတဲ့ Eris Yuan ရဲ့စကားဟာ Zoom ရဲ့အောင်မြင်မှုကိုပြသပါတယ်သူဟာမိသားစုကိုအချိန်ပေးဖို့အရေးကြီးဆုံးလို့ယုံကြည်ပြီးသူ့ဝန်ထမ်းတွေကိုလည်းဒီလိုပဲလုပ်ဖို့အားပေးပါတယ်ဒီလိုအချက်တွေကြောင့်ပဲ Zoom ဟာကမ္ဘာအကြီးဆုံး video conferencing platform တစ်ခုဖြစ်လာပါတယ်